ရိုနယ်ဒိုနဲ့တငယ်ချင်းတွေမဖြစ်ခဲ့ကြတာကိုရှင်းပြလာတဲ့မက်ဆီဘောလုံးလောကရဲ့ကမ္ဘာ့အကြီးဆုံးပြိုင်မန်ဦးလို့သတ်မှတ်ထားရတဲ့လီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ရဲ့ဆက်ဆံရေးအပေါ်မှာအချိန်ကြာမြင့်စွာကလေးကပရိသတ်တွေကြားမှာညှိခုံမှုတွေထင်မြင်ယူဆချက်တွေများစွာရှိခဲ့ပါတယ်။အခုတော့မက်ဆီကိုယ်တိုင်ရဲ့လက်တော်အင်တာဗျူးတစ်ခုကနေသူတို့နှစ်ဦးကြားဆက်ဆံရေးအမှန်တကယ်ဘယ်လိုရှိသလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖွင့်ဟပြောကြားလိုက်ပြီးပဲဖြစ်ပါတယ်။မက်ဆီရဲ့စကားတွေကသူတို့နှစ်ဦးကအမှန်တကယ်တော့တယောက်ကိုတယောက်လေးစားမှုအပြည့်အဝရှိကြပြီးပရိသတ်တွေကြားကအမုန်းပွားမှုတွေကဘောင်ဝင်ကြောင်းညွှန်ပြနေပါတယ်။မက်ဆီကသူ့ရဲ့အင်တာဗျူးမှာခရစ္စတီယာနိုရိုနယ်ဒိုရဲ့ကစားသမားဘောနဲ့သူအခုထိလုပ်ပြနေတာတွေပေါ်ကျွန်တော်လေးစားသလိုသဘောနဲ့ကြားပါတယ်လို့ပုံပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။ဒါဟာရိုနယ်ဒိုရဲ့ဘောလုံးသမားဘောတက်တန်းတစ်လျှောက်လုံးပြသခဲ့တဲ့ကစားသမားဘောစွမ်းဆောင်ရည်နဲ့ဂိုးသွင်းစွမ်းရည်တွေပေါ်မက်ဆီရဲ့ဓာတ်ရိုက်ချီးကျူးမှုပဲဖြစ်ပါတယ်။ရိုနယ်ဒိုဟာအသက်အရွယ်ရလာပေမဲ့လည်းကမ္ဘာမြေဆုံးဆင့်မှာဆက်လက်ကစားနိုင်နေတဲ့အပေါ်မက်ဆီကသူကအခုထိမြေဆုံးမှာကစားနိုင်နေတော့မှပဲဆန်းလာတော့မဆန်းပါဘူး။သူကဒါမျိုးဖြစ်နေတဲ့လူမျိုးပါလို့မှတ်ချက်ပြုခဲ့ပါတယ်။ဒီစကားတွေကရိုနယ်ဒိုရဲ့ထွေးကြုံပြောင်မြောက်တဲ့စူးစမ်းအားထုတ်မှုစိတ်သက်ခွန်အားနဲ့တည်ငြိမ်တဲ့ခြေစွမ်းပေါ်မက်ဆီရဲ့အတိမတ်ပြုခြင်းကိုလည်းပြသနေတာပဲဖြစ်ပါတယ်။ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကစားသမားတို့ကဒီလိုပြန်လည်လေးစားမှုတွေဟာဘောလုံးပရိသတ်တွေအတွက်တကယ်ကိုတန်ဖိုးရှိတဲ့မြင်ကွင်းတစ်ခုပါပဲ။မက်ဆီနဲ့ရိုနယ်ဒိုတို့ကြားကပြိုင်ဆိုင်မှုဟာဆယ်သွင်းတို့တစ်ခုကျော်ကြောင်းရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာတို့မှကစားခဲ့စဉ်ကထူးပြင်းထန်ခဲ့ကြပြီးဘောလုံးလောကရဲ့တမိုင်းဝင်ပြိုင်ဆိုင်မှုတစ်ခုဖြစ်အမှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။ဒီပြိုင်ဆိုင်မှုနဲ့ပတ်သက်လို့မက်ဆီကကျွန်တော်တို့ကွင်းထဲမှာအားပြိုင်ခဲ့ကြပြီးဒါကလည်းအသင်းတော်အကောင်းဆုံးဖြစ်ဖို့ပါပဲ။ဒါတွေကွင်းထဲမှာပဲထားခဲ့တာပါလို့ရှင်းပြခဲ့ပါတယ်။ဒါဟာသူတို့နှစ်ဦးရဲ့ပြိုင်ဆိုင်မှုဟာပုံကိုရေးရမုန်းတင်းမှုတွေမပါဝင်ပဲကိုစားပြုတဲ့အသင်းအတွက်အောင်ပွဲတွေရရှိဖို့တသက်တာဖြစ်တဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းပေါ်ပြခဲ့တာပဲဖြစ်ပါတယ်။ကွင်းပြင်ပဆက်ဆံရေးနဲ့ပတ်သက်လို့လည်းမက်ဆီကကွင်းပြင်ပမှာဆိုရင်နှစ်ယောက်စလုံးကတာမန်တွေပါပဲ။တငယ်ချင်းတွေမဖြစ်ခဲ့ကြတာလည်းတူတူအချိန်ကုန်ဆုံးတာမျိုးမရှိခဲ့လို့ပါလို့ဆိုပါတယ်။ကစားသမားဘဝတစ်လျှောက်လုံးပြိုင်မဲ့အသင်းတွေဖြစ်အမြဲတမ်းထိတ်တိုက်ရင်ဆိုင်နေခဲ့ရပြီးအတူတူအချိန်ကုန်ဆုံးမှုအခွင့်အရေးမရခဲ့တာကြောင့်ခင်မင်းရင်းနေတဲ့တငယ်ချင်းတွေမဖြစ်ခဲ့ကြတာကိုရိုးသားစွာဝန်ခံနေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့တယောက်ပေါ်တယောက်ကတော့အမြဲတမ်းလေးစားမှုနဲ့ဆက်ဆံခဲ့ကြတာပါဆိုတဲ့မက်ဆီရဲ့စကားပါပဲ။ဒါသူတို့နှစ်ဦးကြားမှာပုံကိုရေးရပြဿနာမရှိပဲ professional ဆက်ဆံလေးစားမှုအပြည့်အဝရှိကြောင်းကိုအခိုင်အမာပြသလိုက်တာပဲဖြစ်ပါတယ်။မက်ဆီရဲ့ဒီအင်တာဗျူးဟာနှစ်ပေါင်းများစွာကြာအောင်သူတို့နှစ်ဦးကိုနိုင်ရှင်ပြီးအမုန်းတရားတွေပွားနေကြတဲ့ပရိသတ်တချို့အတွက်ဒရီပေးစကားလည်းဖြစ်ပါတယ်။မက်ဆီကသူတို့နှစ်ယောက်ကတော့အေးအေးဆေးဆေးပါပဲ။ဘာမှဘောင်ဝင်ကြတဲ့ဖန်တွေကသာအမုန်းပွားနေကြတာလို့တိုက်ရိုက်ထောက်ပြပြောဆိုလိုက်တယ်လို့ပါပဲ။ဘောလုံးပရိသတ်တွေရဲ့ဆရာထက်သန်မှုဟာတခါတရံမှာကစားသမားတွေရဲ့ပုံကိုရေးဆိုင်ရာဆက်ဆံရေးတွေအပေါ်မှာပါလွဲမားတဲ့ထင်မြင်ချက်တွေမလိုအပ်တဲ့မုန်းတရားတွေကိုဖြစ်ပေါ်စေနိုင်တာကိုမက်ဆီကဒီစကားနဲ့ဒရီပေးလိုက်တာပဲဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့မက်ဆီရဲ့ဒီဖွင့်ဟချက်ကကမ္ဘာဘောလုံးလောကရဲ့အကြီးကျယ်ဆုံးပြိုင်မန်ဦးကြားကဆက်ဆံရေးပေါ်ကလကာတွေကိုဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးကကွင်းထဲမှာအပြင်းထန်ရှင်ပြိုင်ခဲ့ကြပေမဲ့ကွင်းပြင်ပမှာတော့ဒူးကိုဒူးကိုလေးစားမှုအပြည့်နဲ့ဆက်ဆံခဲ့ကြတဲ့ professional ဘောလုံးသမားတွေဖြစ်တဲ့ဆိုတာကိုမက်ဆီရဲ့စကားတွေကနေရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါတယ်။ And Liverpool score! It's Mohamed Salah's 100th